တိုင်းရင်းဆေးပညာမှာဆရာတဆူဖြစ်နေတဲ့ပေါက်ဖော်ကြီးတို့ကတော့လိမ္မော်သီးကိုဒီလိုတွေစားတယ်လိမ္မော်သီးဆိုရင်ရိုးရိုးအခွန်ခွာစားတာပဲမြင်ဘူးနေကြတဲ့အတွက်ကတော့ဒီဗီဒီယိုဟာအတော်ကြီးကိုထူးဆန်းနေမှာပါဒီပေါက်ဖော်ကြီးကတော့လိမ္မော်သီးကိုခရမ်းကျင်သီးမီးဖုတ်တယ်လို့မီးဖုတ်စားနေတာပဲဖြစ်ပါတယ်ဒီလိုမီးဖုတ်လိုက်တဲ့အခါလိမ္မော်သီးကိုစားရတာပိုနူးညံ့ပြီးအရသာရှိသွားတယ်လို့ဆိုပါတယ်ပြီးတော့ဒီပေါက်ဖော်ကြီးဟာ10ပိတ်တာလောက်ရှိတဲ့လိမ္မော်သီးတွေကိုအသေးချာစားရည်ဖြင့်ဆေးနေပါတယ်လိမ္မော်သီးကိုဥစွာဓာတ်ရလေးပေးပြီးစကားခန့်ကလိမ္မော်ရည်အချုပ်ကိုစုဆောင်းပါတယ်အဲ့ဒီနောက်မှာတော့အရေးညှစ်ထားတဲ့လိမ္မော်သီးတွေကိုပေါင်းအိုးကြီးထဲထည့်ပြီးပေါင်းလိုက်ပြန်ပါတယ်ပေါင်းထားတဲ့လိမ္မော်သီးတွေကိုစားလေးနဲ့တိတ်အချောက်လှမ်းပြီးညနေဆောင်းသွားတဲ့အခါမှာတော့မကြောက်တချောက်အသီးလေးတွေကိုတပန်းဒဲဥပူကြီးထဲမှာစားတပိတ်တာလောက်ထည့်ပြီးလော်ပါတယ်ပြီးသွားရင်တော့ဒီလော်ပြီးသားလိမ္မော်သီးလေးတွေဟာရောင်တန်းဝင်ဈေးကြီးကုန်ပစ္စည်းတစ်ခုဖြစ်လို့လာပါတယ်လိမ္မော်သီးကြောက်တွေကိုရင်နွေးနဲ့ဖြောတော့ရင်ဥလန်းချောင်းကိုရှင်းလင်းပေးတဲ့အစီချပြီးလှပစေတယ်လို့ယုံကြည်ကြပါတယ်ပရိသတ်ကြီးတို့လည်းသူများနိုင်ငံမှာဈေးကြီးပေးပြီးတောင်းနေရတဲ့လိမ္မော်သီးကြောက်ကိုအိမ်မှာကိုယ်တိုင်လုပ်ပြီးကျမရေးဆေးတက်လက်အဖြစ်မိဝဲကြပါအောင်လို့အကြံပေးလိုက်ရပါတယ်